ပိုင်းကိုရဲ့အစမှာတော့အီရိုကာတယောက်အာကီတာကသူ့ခန်းစားချက်တွေကိုနားမလည်ဘူးဆိုပြီးပြောနေကသူတခုခုပြောလိုက်ရင်လည်းစတယ်လို့ပဲထင်နေတယ်ဒါဆိုမိုရှီရိုကသူ့စီကိုပါသွားမယ်ဆိုပြီးတယောက်တည်းပြောနေချိန်မိုရှီရိုကအနောက်မှာရောက်လာပြီးအီရိုကာကိုအစိပ်ပြေလာလို့မေးတော့အီရိုကာကလည်းဘာမှမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်အီရိုကာကလည်းဘာလို့အိမ်မပြန်သေးတာလဲမေးတော့သူစာအုပ်လာငားတာပါလို့မိုရှီရိုကပြောလိုက်ပါတယ်နောက်တစ်ခါမှတော့အာကီတာကအီရိုကာကိုထိုင်ဆောင်နေပြီးအီရိုကာရောက်လာတော့သူတို့အတူစတိုဒီယိုခန်းကိုသွားကြပါတယ်အာကီတာကရက်လိုက်ပြီးအီရိုကာကိုခေါ်လိုက်တော့ချစ်ဖို့ကောင်းတဲ့ပုံစံနဲ့ထူလိုက်တော့အာကီတာလည်းစိတ်ပြတ်သွားပြီးဒီပြောင်ချောပုံစံကိုဘယ်ချိန်ထိဆက်လုပ်နေအောင်မလဲလို့မေးတော့အီရိုကာကလည်းသူကပုံမှန်ပါပဲလို့ပြန်ပြောနေပါတယ်နောက်တော့စတိုဒီယိုခန်းကိုရောက်လာပြီးအတန်သွင်းကအနေနဲ့ကိတ်မုတ်ပေးလိုက်ပြီးတကယ်တော့ယူကေကပတ်သက်လူကြီးတာမဟုတ်ပဲဒီလိုကိတ်မုတ်တွေနဲ့ပဲအလုပ်လုပ်ချင်တာဖြစ်ပါတယ်နောက်တော့အတန်သွင်းနေရင်အီရိုကာကယောက်ျားအတန်ကိုမိန်းကလေးအတန်နဲ့ပြောနေလို့အာကီတာလည်းအတန်အမျိုးမျိုးလောက်တတ်တဲ့သူကအခုဘလို့ဖြစ်သွားတာလဲဆိုပြီးတွေးနေပါပြီယူကီလည်းအတန်သွင်းပြီးတော့အီရိုကာကိုအစိပ်ပြေတယ်လို့ပြောနေပေမဲ့အာကီတာကမိုက်ကိုလမ်းယူလိုက်ပြီးအတန်ကတော်တော်ဆိုးတယ်လို့ပြောမဲ့အချိန်ယူကီကသူ့ဆုပ်လုံးကိုပါဇက်တဲထိုးထည့်ပေးလိုက်ပါတယ်အီရိုကာလည်းအာကီတာပြောတဲ့စကားကိုကြားပြီးစိတ်မကောင်းဖြစ်ပြီးထွက်သွားပါတယ်နောက်တော့တူတူထိုင်နေရင်အီရိုကာကအတန်ပါရမီပါတယ်နေသူ့ကိုမတားဆီးနဲ့ဆိုပြီးပြောနေပါတယ်ပြီးတော့မိုရှီရိုကချစ်ဖို့ကောင်းမဲ့ပုံပဲလို့ပြောတော့အာကီတာလည်းသူမသိဘူးဆိုပြီးပြောနေပါတယ်ယူကီကလည်းအာကီတာရဲ့ရုပ်ကိုကြည့်တာနဲ့တရားရခိုင်တော့သူချစ်ဖို့ကောင်းတယ်ဆိုတာကိုသိနိုင်တယ်လို့ပြောနေပါတယ်အာကီတာကလည်းသူအီရိုကာကိုတောင်းပန်ရမယ်ဆိုပြီးပြောနေကယူကီကလည်းစိတ်ညစ်နေတဲ့ကောင်လေးဆိုပြီးဖတ်တာပေးလိုက်ပါတယ်ပြီးတော့သူ့ရဲ့နှလုံးခုန်တန်ကိုနားထောင်ခိုင်းပြီးဗမင်းကလေးမဆိုအာကီတာရဲ့အနားရောက်ရင်အဲ့လိုပဲဖြစ်တတ်တယ်ဆိုတော့မှအာကီတာလည်းမိုရှီရိုနဲ့အီရိုကာရောကိုပြန်တွေးမိပြီးသူလည်းနားလဲသွားပုံပေါက်ပါတယ်ပြီးတော့ကျေးဇူးတင်ပါတယ်ပြောပြီးထွက်သွားကမိုရှီရိုကိုသူနဲ့ညစာစားမို့မက်ဆေ့ပို့လိုက်ပါတယ်နောက်တစ်ခါမှတော့နှစ်ယောက်သားတူတူရှိနေကြပြီးအာကီတာကမိုရှီရိုကိုကြည့်ပြီးရည်နေပါတယ်မိုရှီရိုကလည်းဘာလို့ဈေးကြီးတဲ့ဆိုင်ကိုခေါ်လာတယ်လဲမေးတော့အာကီတာကလည်းမိန်းကလေးတယောက်နဲ့တွေ့တာကိုဘာလို့အပေါ်သားဆိုင်ကိုထိုင်ရမှလဲလို့ပြောနေပါတယ်နောက်တော့မိုရှီရိုလည်းဆိုင်မှာအတွဲတွေအများကြီးပဲပြောတော့အာကီတာလည်းအဲ့လိုဆိုင်ပဲလို့ပြောလိုက်ပြီးအတွဲတွေကိုမကြိုက်လို့လားလို့မေးတော့မိုရှီရိုလည်းသူကအဲ့လိုစိတ်တွေကမပါပဲချစ်ပြတာကိုမကြိုက်တာလို့ပြောနေပါတယ်နောက်တော့ဟိုပြောတိပြောတွေရှောက်ပြောနေကြပြီးပြီးသွားတော့နှစ်ယောက်သားလေ့ကျင့်ခတ်နေကြပြီးမိုရှီရိုကအာကီတာရဲ့အကြောင်းတွေတွေးနေကအာကီတာကမိုရှီရိုဖွင့်ပြောတာအခုအဖြေပေးမယ်ဆိုလို့ပြောတော့မိုရှီရိုကလည်းရှက်နေပြီးအဖြေမလိုဘူးဆိုပြီးပြောနေပါတယ်အာကီတာကလည်းအခုမပြောရင်တသက်လုံးနောက်တိုင်းရနေမှာလို့ပြောနေပြီးမိုရှီရိုကလည်းသူမပြောသိနေတာကအာကီတာကသူ့ကိုညင်းမှာပဲမလားလို့ပြောတော့အာကီတာကလည်းဘာလို့အဲ့လိုထင်ရတာလဲမေးနေပြီးမိုရှီရိုကအာကီတာကချစ်ဖို့ကောင်းတဲ့အီရိုကာနဲ့အတူရှိနေရင်တော့အခုချိန်ထိရေးသားမဖြစ်သေးဘူးဒါကြောင့်သူသိလိုက်ရတာကအာကီတာက project ကိုပဲဖိလုပ်နေတာကြောင့်ဒီလိုရောက်လာရင်သူညင်းမှာပဲဆိုတာကိုသိနေတယ်လို့ပြနေပါတယ်နောက်ပြီးဒီဂိမ်းထုတ်လုပ်တဲ့ project ဒီပြီးသွားရင်သူ့ကိုစဉ်းစားသိခြင်းနဲ့သူကတော့အာကီတာကိုဆက်ချစ်နေအောင်မှာပဲလို့ပြောနေပါတယ်အချိန်ရောက်ခဲ့လို့အာကီတာညင်းမယ်ဆိုရင်လည်းသူကအာကီတာကိုဆက်ချစ်နေအောင်မှာပဲဆိုပြီးပြောရင်ထွက်သွားပါတယ်နောက်တော့အာကီတာလည်းဒီတစ်ခါအီရိုကာရဲ့အလှည့်ပဲလို့ပြောရင်းနဲ့ပဲအပိုင်းကိုလည်းပြီးဆုံးသွားပါတယ်